နောက်ရကြမှာဖြစ်တယ်မီမငြိမ်နိုင်တော့ပါလူကိုလောင်မြိုက်တော့တိမ်ငယ်ကြေကွယ်မရောက်နိုင်တော့ပါတော့နှစ်ယောက်ကြီးအိမ်မများကိုအေးဖြောဖြက်စီးလိုက်ပါရာရာမဝါစွန့်တင်ခဲ့ပြီးအတိတ်ရဲ့ခရီးဟာရေပွားပမာငါလက်ထဲမှာတွင်ကြံခဲ့တာတရားတွေပါတပြည့်ပြည့်ဝေကိုကြောက်ခိုင်းထွက်ခွာပြီးမင်းသွားမယ်ဆိုရင်လေတိတ်စိတ်ထွက်သွားခွာအချိန်နဲ့သွားရင်